ဘာလုပ်ကမှာလဲ ဘာလို့ရမှာလဲအိမ်ပြောင်းလာတာထိုင်းနေ ပြီးရော ရပြီကောက်ပြီးတော့ပြန်တော့ရတယ်ကံကောင်းကွာကတိုက်ငယ်လေးရဆန်းလေးပြောကျက်တော့ဘင်းတော်ပြားနေကွာဒုက္ခခင်ဗျားကြတယ်မိမကြီးကြနေတယ်ပွားစီပွားစီနဲ့ပြောနေ ဒီလမ်းကြောင်ကျန်းနေတာကိုလိုက်လာပြီးမှားတာကွာဟုတ်ဘင်းငယ်ပေါက်တော့ရောက်တယ်ဆိုင်ပြတော့မထင်ပါနဲ့ကွာအောက်ပိုင်းနေတော့မင်းနည်းနည်းရွက်နေတာ ဘာသူပြ ဟာလေ အဲ့ဘာလုပ်လဲ ရှင်မထိုင်နေစို့ အော်ထိုင်းနေဆိုလို့ထိုင်းနေတာပေါ့လေ အဲ့လေ နင့်ကငါရွက်ပြောနေတာ အော်မသိဘူးလေကျမရှင်မပြောမနဲ့တဲလို့ရှိရင်ရှုပ်တယ်ဘာနေပြောမယ်ရှင်ထိုင်နေဆိုလို့ထိုင်နေတာလေစကားလည်းနားထောင်ပါသေးတယ် အော်စကားအေးထိုင်းနေဆိုလို့ထိုင်းနေရဟဲ့လားငါစကားကိုမြေဝင်မကြနားထောင်နေပေါ့လေ ဟာဗော အကုန်တဲ့ဟဲ့အကုန်တဲ့ ပြီးရော ငါကြည့် ဟာလေအကုန်တယ်လို့မပြောဘဲနဲ့ အကုန်တဲ့ဟဲ့လောက်ကကြည့်နေမှာငါစကားဒါနားထောင်နေဟဲ့လားခင်ဗျားဟာဘာမှမဖြစ်ဘူးကြည့်မနေနဲ့နော် ပေါက်နေတာလို့ ဘာမှမပေါက်ဘူးလေကြော့နေတာရော့မှမသိကိုဘိန်းပေါက်မှမသိငငယ်အကုန်တဲ့လို့ငါကြည့်နေမလို့ငါစကားကိုတအားမြေဝယ်မကြနားထောင်နေတာတဲ့အကုန်တဲ့အကုန်တဲ့ဟဲ့ပြဲကုန်မယ်ပြဲကုန်မယ် ရှင်ကဆက်ကိုကြီးပြဲမှာဗော အေးဟဲ့သွားအင်းရောက်လာကွာအာကုတို့များလာငှားလာတဲ့ဘိန်းကကြက်တီကိုမရှိဘူး ဒီဘင်းကိုနေကျုပ်ခွက်တယ်ပါအကောင်းဆုံးတော့ ဟောဒီဘိန်းကအကောင်းဆုံးပေါ့ အကောင်းဆုံးပဲ အကောင်းဆုံးပြက်မှာစိုးနေတာဟုတ်လားအေးတက်တဲ့အဲ့မှာကြံနေတဲ့အေးဒီမှာခွက်တွေရော တွေ့တယ်တွေ့တယ် ဟုတ်တယ်နော်စိတ်ဆင်းရတယ်ကိုယ့်ဘက်ကပြောင်းတော့တင်တော့လည်းငါပဲတင်ရတယ်တယောက်ကလုံးပြောင်းတာတောက်လျှောက်ပြောင်းရတာကိုကြီးလုံနေရတယ်တော်တော်ကြက်တီတုံးနဲ့မိမငါစကားကိုပဲပြောမကြနားထောင်နေပဲရှိရတယ် အဲ့ဒီပါလေပြင်ပါဗျာအကောင်း လမ်းပြင်အောင်ကျွန်တော်ရက်ွက်လူကြီးလည်းမဟုတ်ဘူးသူ့လမ်းတော့သွားကြည့်ကောင်းတယ်ဟာ ကိုကလည်းလာဝိုင်းတယ် အော်ဒါကဘာလို့မလို့ အော်ရှင်မကုန်တယ်ဆိုဒါလည်းမလေလားမရွှေ့ တရားမှာထည့်ပေး အော်ဒုက္ခလေ သူများပေးတွဲလေသူများပေးတဲ့ယူအိမ်နဲ့တဲ့တော့ငါဝိုင်းထိုးမှာပေါ့ ဘာလို့မှလဲရှင်မကျမအကုန်တယ်ဆိုအကုန်တယ်မှာဗော အကုန်တဲ့စကားတော့ပစ္စည်းပဲသယ်ခိုင်းတာလေဒီပေးတော့မပေါ့ငါစကားကိုမြင်မချက်တော့နားထောင်နေတာဟာလား